ဖျားပေါ်တဲ့နေရာကရေတွေကိုယောဂပျောက်တယ်ဆိုပြီးဝေပေးနေကြတာပါ။လာယူတဲ့လူတွေကလည်းပဲတခါတော့ကဦးစင်းဟာမင်းဘူးမြို့နယ်တဲကငကပတ်တောင်ကိုရောက်ပါတယ်။အဲ့ဒီလိုငကပတ်တောင်ကိုရောက်တဲ့အခါမှာဦးစင်းနဲ့အတူပါလာတဲ့တခါကြီးတယောက်ကငကပတ်အိမ်ထဲကရွှွန့်တွေကိုအိတ်ထဲခူးပြီးထည့်နေပါတယ်။ဘာလို့ဖို့ထည့်တာလဲလို့မေးတဲ့အခါမှာရွာပြန်ရောက်တဲ့အခါမှာဘိုက်အောင်တဲ့ကလေးတွေကိုဘိုက်အောင်ယောဂပျောက်အောင်လို့ရေဖြော်ပြီးတိုက်ဖို့အတွက်ထည့်နေတာပါလို့ဖြေပါတယ်။ဒီအခါမှာဦးစင်းကဒီရွှွန့်တွေကိုရေဖြော်တိုက်လိုက်မယ်ဆိုရင်ဘိုက်အောင်တဲ့ယောဂပျောက်မပျောက်တော့မသိဘူး။အသက်ပျောက်မှာတော့သိကြတယ်လို့ပြောလိုက်ပါတယ်။ဦးစင်းတို့လူသားတွေဟာစဉ်းစားတွေးခေါ်နိုင်တဲ့ဉာဏ်ပညာရှိပါလေနဲ့မစဉ်းစားမတွေးခေါ်ပဲသူများပြောတိုင်းလိုက်လုပ်နေတာဟာလူဖြစ်ရှုံးပါတယ်နော်။ဦးစင်းတို့ကိုးကွယ်တဲ့မြတ်စွာဘုရားကအထူးအဆန်းနောက်ကိုလိုက်ဖို့ဟောခဲ့တာမဟုတ်ပါဘူးအဆုံးအမနောက်ကိုလိုက်ပြီးကြင်ကြံဖို့ဟောခဲ့တာပါဘုရားရှင်ကိုတကယ်ကြည်ညိုတယ်ဆိုရင်ဘုရားရှင်ရဲ့အဆုံးအမနောက်ကိုလိုက်ပြီးအဆုံးအမတိုင်းကြင်ကြံနေထိုင်ရမှာဖြစ်ပါတယ်ဘုရားရှင်ရဲ့အဆုံးအမနောက်ကိုမလိုက်ပဲအထူးအဆန်းနောက်ကိုလိုက်ပြီးတော့အမားတွေကိုလိုက်လို့မယ်ဆိုရင်စိုးကျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်အထူးအဆန်းနောက်လိုက်ပြီးတော့ထင်ရတွေမလုပ်ကြပါနဲ့လို့ပြောချင်ပါတယ်နော်အားလုံးပဲမင်္ဂလာပါတခါတော့ကစင်တကောင်ဟာဘုန်းကြီးတစ်ပါးကိုသင်္ကန်းကတ်နေတဲ့ဗီဒီယိုဖိုင်လေးဦးစင်းတင်လိုက်ပါတယ်အဲ့ဒီအခါမှာတခါတယောက်ကတင်ထားလို့တက်တာပါလို့လာပြောပါတယ်ဒီတော့ဦးစင်းကဟုတ်ပါတယ်တင်ထားလို့တက်တာပါမတင်ဘဲနဲ့တက်တယ်လို့မပြောပါဘူးတရိษံတွေတောင်မှတင်ထားရင်ကုသိုလ်လုပ်တတ်တယ်တချို့လူတွေလူဖြစ်ပါလေရဲ့နဲ့တင်ပေးထားတာတောင်မှကုသိုလ်မလုပ်ကြဘူးအဲ့ဒီလိုလူတွေလူဘဝရလာတာဟာတရိษံဘဝရတာထက်ဆိုးတယ်လို့ပြောလိုက်ပါတယ်လူဘဝဆိုတာအလွန်ရခဲပါတယ်အလွန်ရခဲတဲ့လူဘဝကိုရလာကြတာဟာအလွန်ကံကောင်းပါတယ်သို့တော်လည်းပဲတချို့လူတွေလူဘဝရလာတာဟာကံမကောင်းပါဘူးအချင်းကြီးပါပဲဘာကြောင့်လဲဆိုရင်အလွန်ရခဲတဲ့လူဘဝကိုရလာကြတော့လည်းပဲရလာတဲ့လူဘဝကိုကုသိုလ်နဲ့ထုံမှန်းပြီးတော့ကောင်းစွာအတုံးမချပဲနဲ့ပေါ့စားသွားကြလို့ပဲဖြစ်ပါတယ်အဲ့ဒီလိုလူတွေလူဘဝရလာတာဟာတရိษံဘဝရတာထက်ဆိုးပါတယ်ဒါကြောင့်ပြောချင်တာကလူဘဝရလာပြီဆိုရင်ဘဝကိုကုသိုလ်နဲ့ထုံမှန်းပြီးတော့တန်ဖိုးရှိစွာနေထိုင်ပါဘဝကိုကုသိုလ်နဲ့ထုံမှန်းပြီးတန်ဖိုးရှိစွာမနေထိုင်ဘူးဆိုရင်တရိษံဘဝရတာထက်ဆိုးတယ်လို့ပြောချင်ပါတယ်အားလုံးလူဘဝရတော့ခိုက်တန့်လေးမှာဘဝကိုတန်ဖိုးရှိစွာနေထိုင်နိုင်ကြပါစေဗီဒီယိုလေးကိုအစအဆုံးလည်းပဲကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်လာမယ့်ဗီဒီယိုလေးမှာလည်းပြန်လည်ဆုံတွေ့တဲ့ဘုဒ္ဓနဲ့ channel လေးနဲ့ like ဆွဲလို့ချစ်ပြီးကူညီကြပါအားလုံးကျမ်းမာချမ်းသာကြပါစေလောကမှာစီပေးတဲ့ဗီဒီယိုစုပဲစီပေးပါစေလို့ကျွန်တော်ဒီတိုင်းလေးပြီးတော့အားလုံးတက်ဆုတောင်းပေးပါတယ်ခင်ဗျာ